Hello ဒါကတော့ကျွန်တော်စစ်ဆေးနေတဲ့ချီလာမျိုးအစား aircon ဖြစ်ပါတယ်ဒီချီလာတွေက3 phase ပါပြီးတော့ကွန်ပရစာနှလုံးနဲ့နှစ်ချမ်းမောင်းတာဖြစ်ပါတယ်ဒါကတော့ဒီဘက်တစ်ချမ်းမှာဖြစ်တဲ့အဲ့ဒါဖြစ်ပါတယ်ဒီဘက်တစ်ချမ်းအဲ့ဒါကတော့ကျွန်တော်တို့ galley gate ဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဝေးဆုံးဆက်မှာတော့ coin ရှင်းမယ်ပြီးရင်ကျွန်တော်တို့တခြားအရာတွေစစ်မှာပေါ့နော်ဒီမှာဆိုရင်ဖန်နှလုံးပါမယ်ပြီးရင်ဒီမှာ coin ကြီးဒီမှာကျွန်တော်တို့ compressor ပါမယ်တစ်ဖက်တစ်ချမ်းမှာပါမယ်ဟိုဘက်မှာ coin တစ်ချမ်းမှာပါမယ်ပြီးရင်ဒီကောင်ကို set up ကကျွန်တော်တို့ high pressure နဲ့စမ်းသပ်ရတာဖြစ်တယ်ရိုးရိုးလေးနဲ့ဘာညာထိုးစမ်းလို့မရပါဘူးဒါဆိုရင်ကျွန်တော်တို့အပေါက်တွေ့ပြီပေါ့နော်ဖာထားရလဲတွေ့တယ်ဆိုတော့ဒီကောင်ကယာယာဖြစ်ပြောမယ်ဆိုရင်တော့ coin ဆွေးတာဖြစ်တယ်ဒီဟာကိုကျွန်တော်တို့စမ်းသပ်ပြီးတဲ့အချိန်မှာတော့အကုန်လုံးသွားတဲ့အချိန်မှာကျွန်တော်တို့ပကင်ပန့်ဆွဲပြီးတော့ကျွန်တော်တို့နောက်ထပ်စောင့်စားပြီးတော့ထားမယ်ပြီးရင်ကျွန်တော်တို့ကတ်ထည့်ပြီးတော့စမ်းဖို့အတွက်ကျွန်တော်တို့ယာယီကျွန်တော်တို့ wire connection တွေပြန်ဆက်မယ်ပြီးရင်ကတ်ထည့်ပြီးတော့မောင်းပြီးရင်တစ်ခါစမ်းမယ်ပြီးရင်မမောင်းဘဲနဲ့တစ်ခါစမ်းမယ်ပေါ့နော် gas test လုပ်တာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အားလုံး offline သွားတဲ့အတွက်ကျွန်တော်တို့နောက်ဆုံး testing နဲ့ running လုပ်နေပြီဖြစ်ပါတယ်ဒါဆိုရင်လုံးဝဆင်ပြေသွားပြီကျွန်တော်တို့ ampere လည်းမှန်တယ် gas လည်းမှန်တယ်ဒီမှာဆိုရင်ဒါ low pressure ကျွန်တော်တို့ကြည့်လို့ရမယ်ဒီမှာဆိုရင် high pressure ဒီဆက်မှာတော့ကျွန်တော်တို့တစ်ဖက်တစ်ချမ်းစီကို high pressure နဲ့ပဲကြည့်လို့ရမှာဖြစ်တယ်ဒါကတော့လုံးဝ running လုပ်နေပြီအခြေအနေဖြစ်တယ်ဒါကတော့အတွင်းပိုင်းမှာကျွန်တော်တို့ four way ပိုင်းလည်းတွေ့ရတဲ့အတွက်ဒီကောင်ကကျွန်တော်တို့အပူအေးလည်းရတယ်ဆိုတဲ့အနေအထားဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်ဒါမျိုးဆက်တွေကိုဆင်ကျင်နေပြင်ကျင်နေဆိုရင်ကျွန်တော်တို့ရှိကိုဆက်သွယ်လို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်